မသေးရှာပဲအနေချားနေတဲ့ဒီကဘာကမြေသားတွေကိုကျွန်တော်တို့ဒီနီတိုင်းမပြုတ်ဖြုတ်ပါတယ်ဒါလေးကတော့ထမ်းမဲ့ပေါက်လေးပါထမ်းမဲ့ပေါက်ဒီကိုဖြုတ်လို့ရပါမြေအနေထားကတော့6တွေ့နေပါတယ်ဆောင်းကုန်ရွေးကူးချိန်လေးမှာမြေအနေထားလို့6တွေ့နေတဲ့အချိန်မြေသားတွေကိုအပြုတ်ဖြုတ်နေပါတယ်မြေကြီးဆိုနေတော့မောင်းရင်မြေသားမသေးပါဘူးအထမ်းမဲ့ရှိကအထမ်းမဲ့ပေါက်တွေလည်းအခုနီးတိုင်းဖြုတ်လို့ရပါတယ်မြေကြီးဆိုတော့လုံးဝမရှိရပါဘူးအချောက်ဒီကိုင်းမှာမြေသားတွေထမ်းမဲ့ပေါက်တွေအကုန်လေးမှာဖြစ်ပါတယ်မြေကြီးဆိုနေမြေသားမသေးပါဘူးပြန်ရှင်းလာပါပါအဲဒါကြောင့်မို့ကဘာဒီရှင်းတန်းနေတဲ့မြေသားတွေကိုအပြုတ်ဖြုတ်မယ်ဆိုရင်အခုလိုအဆိုးရလုံးဝမရှိတဲ့ဆောင်းကုန်ဒီကူးချိန်မှာအပြုတ်ဖြုတ်လို့ရပါတယ်ဒီတော့ချုံနီလေးလည်းမြောက်ဝေးပါတယ်